ပျောက်ဆုံးနေသောရွှေဗုဒ္ဓရုပ်ပွားတော်ဖိုးမဖြတ်နိုင်တဲ့ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်တဆူဟာတညာရဲနဲ့ပျောက်ကွယ်သွားခဲ့ပြီးဘယ်သူမှရှာမတွေ့ခဲ့ပါဘူးရာစုနှစ်များစွာကြာအောင်ရှေးဟောင်းဘုရားကျောင်းတစ်ခုအတွင်း၌ခမ်းနားထည်ဝါသောရွှေရောင်ဗုဒ္ဓရုပ်ပွားတော်တဆူတည်ခဲ့သည်ဘုရားဘူးများသည်ဤအလှအပေါက်ကိုခံစားရန်ဝေးလံသောနေရာမှရောက်ရှိလာခဲ့ကြသည်ဒါပေမဲ့တနေ့မနက်မှာတော့ရုပ်တုကပျောက်သွားခဲ့တယ်ကျိုးပဲနေတဲ့တကားတွေမရှိဘူးမျက်မြင်သက်သေတွေမရှိဘူးသဲလွန်စတွေမရှိဘူးတခိုးတွေကရွှေအတွက်ခိုးယူသွားတယ်လို့တချို့ကယုံကြည်ကြပါတယ်တချို့ကတော့စစ်ပွဲကာလအတွင်းဘုန်းကြီးတွေကတိတ်တဆိတ်ဝတ်ထားခဲ့တယ်လို့ဆိုကြပါတယ်ဒီနေ့အထိတကယ်တမ်းဘာတွေဖြစ်ခဲ့လဲဆိုတာဘယ်သူမှမသိပါဘူးရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ဟာအပြီးတိုင်ပျောက်ကွယ်သွားခဲ့ပါသလားဒါမှမဟုတ်ရှာဖွေတွေ့ရှိဖို့စောင့်ဆိုင်းနေသေးလားငြင်းချမ်းမှုရှိပါစေကျေးဇူးပြု၍ like share comment subscribe လုပ်ပါ